အားလုံးဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့မေတ္တာမပြတ်လမ်းခွဲနိုင်စေဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်လူတွေဟာပေါင်းသင်းပြီးလို့ရှိရင်ခွဲခွာရတယ်ဆိုတဲ့သဘောရှိတယ်ကြည်ရွယ်ချက်တွေတူနေတုံးအကြောင်းတွေတိုက်ဆိုင်နေတုံးအတူရှိကြတယ်ဒါပေမဲ့သူ့မှာလည်းသူ့အတ္တနဲ့သူ့ဆန္ဒနဲ့ကိုယ်မှာလည်းကိုယ်အတ္တနဲ့ကိုယ်ဆန္ဒနဲ့အဲ့ဒီအတ္တနှလုံးဆန္ဒနှလုံးအမြဲတမ်းကိုက်ညီနေဖို့ဆိုတာမဖြစ်နိုင်ဘူးဒီအခါကျတော့အတူနေလို့မရတော့တဲ့နေဆိုတာဖြစ်လာတတ်တယ်ဖြစ်တတ်တဲ့သဘောတဘာဝကအဲ့ဒီကိုယ်နဲ့အစင်မပြေတော့လို့လမ်းခွဲကြတဲ့အချိန်မှာအပြစ်တွေပြောရန်တွေဖြစ်အညိုးတွေထားအမုန်းနဲ့ခွဲရတာနဲ့စာရင်ပုံစံမပြတ်သို့တော်လက်မချောက်စေပဲနဲ့မေတ္တာစကားနဲ့မေတ္တာတရားနဲ့အဲ့ဒီအတိုင်းလေးလမ်းခွဲလိုက်တာကောင်းတယ်ကိုယ့်အတွက်နေပဲမကျင်းဘူးပေါ့အကြောင်းရှိလို့ထွက်သွားရပေမဲ့လေမေတ္တာစကားအပြောမပြတ်ပဲခွဲခွာတဲ့စကားကိုလည်းမေတ္တာစကားသာပြောခဲ့တယ်အလုတ်ကလည်းမေတ္တာအလုတ်မျက်နှာအနေထားကလည်းမေတ္တာမျက်နှာဒီသဘောပဲသူကိုယ်ပေါ်မှာမကောင်းသည်ကောင်းသည်ဒါတွေကိုဘာမှမစင်စားတော့ပဲနဲ့ခွဲခွာတဲ့အချိန်မှာမေတ္တာနဲ့သာခွဲခွာဖို့ကြိုးစားကြတာတင်မုန်းချေတာပေါ့အညိုးတရားတွေပါမသွားဘူးခွဲတဲ့အချိန်မှာအမုန်းနဲ့ခွဲတယ်စကနာထိုးပြီးတော့ခွဲတယ်စကလုံးတွေအဖတ်တင်ကြံခဲ့တယ်အဲ့တော့သူမကောင်းခဲ့သည်ရှိတော့တော့မှမကောင်းတာတွေပြန်ပြီးပြောနေလို့အပိုပဲနောက်တစ်ချိန်ပြန်တွေ့ကြတဲ့အခါမပြုံးနိုင်မရည်နိုင်ဖြစ်ရခြင်းဟာမကောင်းဘူးလူဆိုတာတစ်နေ့တစ်ချိန်ပြန်ဆုံတတ်ကြတယ်ပြန်ဆုံတတ်တဲ့ချိန်ကြလို့ရှိရင်လည်းအပြုံးမပြတ်မေတ္တာမပြတ်ပြောလို့ရတယ်အရေးကြုံလို့ရှိရင်ခဏတစ်ဖြုတ်ခိုနားမယ်ဆိုရင်တော့ခိုနားလို့ရသေးတယ်ဘာကြောင့်လဲဆိုတော့အမုန်းမထားခဲ့တဲ့အတွက်ကြောင့်မေတ္တာနဲ့ပဲအဆုံးသတ်ခဲ့တဲ့အတွက်ကြောင့်နောက်တစ်ချိန်အရေးကြုံတဲ့အခါအရေးခိုစရာနေရာတစ်ခုခဏတစ်ဖြုတ်ပြန်ရနိုင်တယ်နေပဲမကျင်းသွားဘူးအဲ့တော့ဒီနေရာမှာလဲသူကအမုန်းနဲ့ထွက်ဟိုနေရာရောက်တော့လဲအမုန်းနဲ့ထွက်နောက်တနေရာရောက်တော့လဲအမုန်းနဲ့ထွက်တပြေးပြေးနဲ့နေကျင်းသွားတယ်လမ်းခွဲတာမခွဲတတ်တဲ့သူလို့ခေါ်တာပေါ့လမ်းခွဲစကားမပြောတတ်တဲ့သူလမ်းမခွဲတတ်တဲ့သူစကားတစ်ခုရှိတယ်ကိုယ့်ဘောမှာမကောင်းတဲ့သူတွေကိုခွင့်လွှတ်ခြင်းကျင်နာခြင်းနဲ့ပြန်အနိုင်ယူတယ်အဲ့တော့မကောင်းတဲ့သူတွေကိုကျင်နာမှုနဲ့ပြန်တတ်တယ်လို့စကားရှိတယ်အဲ့တော့ဘလို့ကိုယ့်ဘောမှာမကောင်းအပြုံးမပြတ်အမုန်းမဖက်ကျင်နာမှုတောင်ပြန်ပြလိုက်နိုင်တယ်အဲ့လိုမျိုးပြနိုင်တဲ့အထိကြိုးစားရမှာပဲမြတ်စွာဘုရားရဲ့တပည့်ဆိုတာအဲ့အရေးချင်းရှိတယ်မျက်နှာလည်းမပြတ်ဘူးအမုန်းလည်းမဖက်ဘူးဘလောက်ခံခဲ့ရသည်ဖြစ်ပါစေကိုယ်လည်းသူနဲ့ကြာနေလို့မဖြစ်တော့လမ်းခွဲမှဖြစ်တော့မှဖြစ်တဲ့အတွက်ကြောင့်ကောင်းသောအကြောင်းပြချက်ကိုပြပြီးတော့အဲ့အကြောင်းပြချက်ခိုင်လုံနဲ့အဖြစ်သာလို့လမ်းခွဲရတဲ့ပုံစံမျိုးပြောတတ်လမ်းခွဲတတ်ရမယ်အဲ့တော့လမ်းခွဲတဲ့အချိန်မှာမေတ္တာနဲ့လမ်းခွဲတတ်ပါစေလို့ဘုန်းကြီးဆန္ဒပြုတာပါအမုန်းတွေမရှိပါစေနဲ့လောကကြီးဟာကိုယ်ရဲ့အတွက်ခဏသာနေရတဲ့နေရာလေးတွေပါကိုယ်ပိုင်ကိုယ်ဆိုင်နေရာတွေမဟုတ်ဒီတော့တွေ့တော့မေတ္တာနဲ့ပေါင်းကြခွဲတော့လေမေတ္တာနဲ့ခွဲကြကိုယ်အတွက်နေရာမပြောက်ဘူးပေါ့ဒါကြောင့်လောကီအကျိုးပဲဖြစ်ဖြစ်လောကုတ္တရာအကျိုးပဲဖြစ်ဖြစ်ရအောင်ကြိုးစားနေတဲ့သူတွေဟာဒီအခြေခံစိတ်ထားရှိတဲ့အရေးချင်းရှိတဲ့အဲ့ဒီအရေးချင်းဟာကိုယ်ကိုလုံခြုံစေတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်စေတယ်နေပဲကျဲစေတယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်အဲ့ဒီသိခံခြင်းသို့မဟုတ်မေတ္တာထားခြင်းအဲ့ဒီတရားမပြတ်စေပဲနဲ့အတူနေတဲ့အခါမှာတော့၎င်းလမ်းခွဲတဲ့အခါမှာတော့၎င်းအမုန်းချမ်းမထားခဲ့ပဲမေတ္တာသာကြံခဲ့အောင်လုပ်နိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံး
ဘေးကင်းအေးချမ်း၍ပျော်ရွှင်ကြပါစေ။